ကျဲသီးတက်လေးတွေအကုန်ပါတယ်ကျဲသီးတက်လေးတွေကဖွင့်ပိတ်လို့ရတဲ့အတွက်ကြောင့်မလို့နို့တိုက်မိခင်တွေပါဝေးလို့ရတယ်တချို့ဆိုလို့ရှိရင်လေသူတို့ကလေးနို့တိုက်မိခင်တွေဆိုလို့ရှိရင်လေလူမျိုးကျဲသီးပါတာကိုရွေးဝယ်ကြတာပေါ့နော်အဲ့တော့ကလေးငယ်ရှိတဲ့သူတွေဆိုလို့ရှိရင်လေဝေးလို့ရပါတယ်ရှင်ပြီးရင်မမပိုက်လေးတွေနော်မမပိုက်လေးတွေကကြတော့သူတို့ခါမှာစီးတဲ့အခါကြလို့ရှိရင်အစင်မပြေပါဆိုလို့လှလှလေးတွေလည်းဝေးချင်တယ်မမပိုက်လေးတွေဆိုလို့ရှိရင်လေဒါလေးတွေဝေးလို့ရပါတယ်ရှင်ဒီကောင်လေးကကြလေပိန်တဲ့သူကောဝါတဲ့သူကောအစင်ပြေတယ်ဘာဖြစ်လို့လဲဆိုခါကျိုးချီလေးတွေပါလို့ခါကျိုးချီပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိန်တဲ့သူလေးဆိုလို့ရှိရင်လေခါလေးကိုစီးပြီးဝတ်လိုက်တယ်ဆိုလို့ရှိရင်ခေါင်းဝင်းပုံစံမျိုးလေးပဲပေါ့နော်အရင်ချစ်စရာကောင်းတယ်သူ့ရဲ့ပုံစံလေးကကြတော့ကော်လန်ဒီဇိုင်းလေးနဲ့ပါရှင်ကော်လန်ဒီဇိုင်းလေးနဲ့ကျဲသီးတွေကလည်းအကုန်ဖြုတ်တက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေပါတယ်သူ့ရဲ့အရှည်လေးကကြတော့လေသူကမတိုမရှည်လေးလို့ပြောရမှာပေါ့နော်ဒူးလေးဖုံးယုံလောက်ပါပဲရှင်အဲ့လောက်လေးပဲရှိတယ်အဲ့လိုအရှည်လေးကိုကြိုက်တဲ့သူလေးတွေပြီးရင်တက်တောင့်တက်တာလေးဝှစ်ချင်တဲ့သူလေးတွေဆိုလို့ရှိရင်ဒါမျိုးလေးကိုယူလုံးဝကိုလေခန္ဓာကိုယ်ပေါ်မှာလေတင်မထားဘူးလို့ထင်ရလာအောင်ကိုပေါ်ပါတယ်အရန်ဝလို့ကောင်းပါတယ်ရှင်ဒီကနုတ်အစင်လေးတွေကကြတော့အီတလီအသားစစ်စစ်ပါမေသူကမိနစ်ကတစ်နှစ်လုံးလဲရောင်းပေးလာခဲ့ပြီးပေါ့နော်အီတလီအသားစစ်စစ်လေးပါရှင်အဲ့တော့ပြောချင်တာကလေလုံးဝပူမာတွေမစိုးရိမ်နဲ့ဟိုတွေးခဲ့သမျှပေါ့နော်ကနုတ်အစင်တွေမှာဆိုလို့ရှိရင်အရန်ပူတဲ့အသားတွေတွေးခဲ့ဘူးတဲ့ဆိုလို့ရှိရင်လေအဲ့ဒါတွေကိုခွာချလိုက်တော့မေသူချိုက်ထဲဆိုင်ကိုလာခဲ့မေသူချိုက်ထဲဆိုင်ကကြာမိနစ်ကတစ်နှစ်လုံးလဲရောင်းပေးခဲ့ပြီးမေသူချိုက်ရဲ့ customer တွေတော်တော်များများဆိုလို့ရှိရင်သိတယ်ပေါ့နော်ဒီအသားလေးတွေကအရန်ဝလို့ကောင်းတယ်အသားလည်းအေးတယ်လုံးဝຫນွေစာလေးပါရှင်လုံးဝမပူစရာဘူးပြီးလို့ရှိရင်ရေလျှော်လို့ရှိရင်လည်းမကြုံသွားစရာအသီးမထစရာအမခံပါတယ်ရှင်အဲ့တော့ဒီပုံစံဒီ design ဒီ color quality အစစ်မှန်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့မေသူချိုက်ထဲဆိုင်ကိုလာခဲ့ပါရှင်မေသူချိုက်ထဲဆိုင်ကလေရောင်းတာတွေကတစ်ထည်စားနှစ်ထည်စားတွေလည်းမဟုတ်ဘူးနော်အကုန်လုံး color စုံအကုန်လုံးကိုရောင်းပေးတာပြောချင်တာမေသူချိုက်ထဲဆိုင်ရောင်းသမျှပစ္စည်းအကုန်လုံးဒီလုံးဝအသစ်ဆက်တွေပါရှင်နောက်တစ်ခုကကြတော့ဘေးတော့လဲလုံးဝမဟုတ်ဘူး install ရှိပြီးသားအသစ်တွေကိုပဲမေသူရောင်းပေးပါတယ်ရှင်အဲ့တော့မေသူချိုက်ထဲဆိုင်မှာလာပြီးတော့ဝယ်လို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်